အောင်စပူမှာဇနီးရှိနေရဆိုတဲ့သတင်းထွက်လာရတဲ့နောက်ွယ်ကအကြောင်းရင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ online စာမျက်နှာတွေပေါ်မှာအတော်လေးကိုကြရဲသွားခဲ့ပြီးတော့မိန်းကလေးပရိသတ်တွေရဲ့ရင်ကိုဘလောင်ဆူသွားစေတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။အဲ့ဒါကတော့မြမဇက်သပင်လောကရဲ့ထိတ်တန်းကျယ်ဝင့်ပရိသတ်တွေရဲ့အသေးဆွဲဇမင်းသားကျော်လေးအောင်စပူမှာပရိသတ်တွေမသိအောင်ဖုံးကွယ်ထားတဲ့တိတ်တိတ်ပုံဇနီးတဲ့ရှိနေတယ်ဆိုတဲ့သတင်းကြီးပဲဖြစ်ပါတယ်။အောင်စပူဆိုတာလက်ရှိအချိန်မှာအနုပညာအရေးအသွေးရောရုပ်ရည်ဆွဲဆောင်မှုပါပြေဝလွန်တာကြောင့်နေရအနှံ့ကပရိသတ်တွေအထူးသဖြင့်နှကန်းဒီမာလေးတွေရဲ့တခဲနဲ့အားပေးဝန်းရံမှုတွေကိုရရှိထားတဲ့သူပါဒီလိုမျိုးအားလုံးရဲ့အချစ်တော်ဖြစ်နေတဲ့လူပြိုလူလွတ်မင်းသားကျော်တယောက်မှာရုပ်တရက်ကြီးဇနီးတဲ့ရှိနေပြီဆိုတဲ့သတင်းနဲ့အတူပုံနေပါထွက်ပေါ်လာတဲ့အခါမှာဆိုရှယ်မီဒီယာတစ်ခွင်မှာအတော်လေးကိုလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တာအမှန်ပါပဲကောလာဟလာရဲ့အစားကတော့ online ပေါ်မှာရုပ်တရက်ပြန့်နှံ့လာတဲ့ဓာတ်ပုံတချို့ကနေစတင်ခဲ့ရပါအဲ့ဒီပုံတွေထဲမှာအောင်စပူဟာအမျိုးသမီးတဦးနဲ့အလွန်ကိုရင်းနှီးနှွေးထွေးစွာရှိနေရကိုမြင်တွေ့ခဲ့ရပါတယ်။ပုံစံကတာမန်ထက်ပိုပြီးတော့ရင်းနှီးနေတဲ့ရောင်ရှိအားကြောင့်တစင်စကားတစင်သားနဲ့ဒါကအောင်စပူရဲ့အမျိုးသမီးပဲဖုံးထားတဲ့ဇနီးတွေကိုထုတ်ပြလိုက်ပြီးဆိုပြီးတော့တရေအမားတွေကအမြန်ဆုံးပြန့်နှံ့သွားခဲ့ပါတယ်။ဒါပေမဲ့တကယ်အခြေအနေနဲ့အဖြစ်မှန်ကတော့ပရိသတ်တွေထိမြင်နေတယ်လို့လုံးဝမဟုတ်ပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထင်ကြီးပေးနေမှုတွေရပ်တန့်သွားစေဖို့ကာယကံရှင်တွေဘက်ကနေအတီအလင်းဖြည့်ရှင်းချက်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ online ပေါ်မှာလူပြောများနေတဲ့အဲ့ဒီဓာတ်ပုံတွေကဇနီးတဲ့နဲ့လှည့်ဝက်ရိုက်ကူးထားတဲ့ပုံတွေမဟုတ်သလိုတီးတန့်ချင်းတွေ့နေတဲ့ပုံလည်းမဟုတ်ပါဘူးတကယ်အဖြစ်မှန်ကတော်ဝင်မိသားစုရဲ့စံအိမ်တော်ကိုကျေးဇူးတော်ရှင်တစ်တကားဆရာတော်အဖေကြီးကြွားရောက်လာခဲ့စဉ်အချိန်တုန်းကပြုလုပ်ခဲ့တဲ့ကုသိုလ်ရေးပွဲလေးမှာရိုက်ကူးခဲ့တဲ့အမတ်တရပုံရိပ်လေးတွေသာဖြစ်ပါတယ်။အဲ့ဒီမုံမြတ်တဲ့ကုသိုလ်ရေးပွဲလေးကိုအောင်စပူတယောက်တည်းတည်တတ်တက်ရောက်ခဲ့တာမဟုတ်ပါဘူး။ဇက်သပင်လောကနဲ့အနုပညာလောကကတခြားသောယဉ်ဤတဲ့မိတ်ဆွေမင်းသားမင်းသမီးတွေလည်းအတူတကွတက်ရောက်ကုသိုလ်ယူခဲ့ကြတာဖြစ်ပါတယ်။ပွဲတက်ရောက်ရင်လည်းဆွေမျိုးရင်းချာမောင်နှမတွေလိုသဘောထားပြီးတော့အားလုံးနေနေထွေထွေစုပေါင်းမှတ်တမ်းတင်ရိုက်ကူးထားတဲ့ဓာတ်ပုံလေးတွေကို online ပေါ်ကလူတချို့ကအကြောင်းစုံမသိပဲပုံတပုံလေးကိုသာကြည့်ပြီးအထင်လွဲမှားစွာနဲ့ဖြန့်ဝေလိုက်ရကနေအခုလိုဇနီးတဲ့ပါဆိုတဲ့သတင်းအမှားကြီးဖြစ်ပေါ်လာရတာပါဒီဖြစ်ရပ်လေးကိုကြည့်ချင်းအပြင်ဒီနေ့ခေတ်ဆိုရှယ်မီဒီယာရဲ့ကြောက်စရာကောင်းတဲ့သဘောတဘာဝကိုမြင်တွေ့နိုင်ပါတယ်။ပုံတပုံစားတစ်ကြောင်းနဲ့လူတစ်ယောက်ရဲ့ပုံရိပ်ကိုအလွယ်တကူအထင်လွဲသွားစေနိုင်ပါတယ်။အထူးသဖြင့်နာမည်ကြီးအနုပညာရှင်တွေအတွက်တော့ဒီလိုသတင်းအမှားတွေကနေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပါပြီ။ဒါကြောင့်အောင်စပူကိုအစဉ်တစိုင်းအားပေးနေကြတဲ့ပရိသတ်ကြီးတွေအထူးသဖြင့်ရင်ပူသွားခဲ့ရတဲ့အမျိုးသမီးပရိသတ်တွေအနေနဲ့အခုချိန်ကစပြီးတော့စိတ်အေးချမ်းသာစွာနဲ့ဆက်လက်အားပေးဝန်းရံလို့ရပါပြီနော်အောင်စပူမှာဇနီးကြီးရှိတယ်ဆိုတာအချိန်မြင့်မရှိတဲ့ဓာတ်ပုံကိုအထင်လွဲရာကနေဖြစ်ပေါ်လာတဲ့ကောလာဟလသတင်းသက်သက်သာဖြစ်ကြောင်းအတီးလင်းတင်ဆက်ပေးလိုက်ပါတယ်ကဲဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောအခုလိုဓာတ်ပုံလေးတစ်ပုံနဲ့အထင်လွဲစရာဖြစ်ခဲ့ရတဲ့ကောလာဟလသတင်းတွေအပေါ်မှာဘယ်လိုထင်မြင်ယူဆပါသလဲအနုပညာရှင်တွေအပေါ်မှာဒီလိုသတင်းအမှားဖြန့်ဝေမှုတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးရဲ့လွတ်လပ်တဲ့အမြင်လေးတွေကိုမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပြပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်